ရှေတော့လူသားလေးတယောက်မင်းကိုချစ်တယ်ပြောဖို့မွေးဖွားလာခဲ့ပြီးတော့မင်းနဲ့ဆုံဖို့20ကျော်လောက်ထိအဝေးကြီးကနေပြေးလွှားလာခဲ့တယ်မင်းမျက်နှာလေးကိုထိုင်နေရတာနဲ့သူ့မှာမင်းတပ်ပုံလေးတွေထိုင်ဆေးဖျားတာနဲ့မင်းကြောင့်တချင်းလေးတွေရေးရတာနဲ့အေးရေးမဝမြတ်တွင်းချတွေးရပါနဲ့မင်းကတော့ဘယ်အလေးထားပါမလဲဘေးနားမှာဘဲလေးတွေအုံခဲနေတာမမီတဲ့ပန်းလေးကိုခုံဆွဲနေတာသူ့မှာခဏပြုတ်ကြတယ်ပုံတဲတွေကြမင်းမကြိုက်တဲ့အရာတွေမလုပ်ပဲနေမှာမင်းကြိုက်တဲ့မုတ်ပဲပြေစားမင်းကြိုက်တဲ့ရုပ်ရှင်မင်းကြိုက်တဲ့အရာတွေကိုတိတဲ့လုံးလုံးတခြားစုံတွေအကုန်လဲသေးမှာသူမင်းကိုချစ်တယ်မင်းသူ့ကိုပြန်ချစ်မယ်လို့လဲမျှော်လင့်နေတုံးနဲ့မင်းစီက reply နေမြရရင်ဦးမျိုးကခုံပေါက်ပြီးအော်ဟစ်နေတုံးမယ်အဖြစ်တောင်းရင်တော့သူ့မမျက်ရည်ဝဲရတယ်မင်းကပညာသားပနဲ့ရှော့ပြစ်နေလို့တဲ့ငိုလိုက်ရီလိုက်နဲ့အင်္ဂလူတွေလဲစိတ်ချမ်းမာရေးဆရာဝန်ခေါ်စစ်နေအောင်မယ်အဲ့လိုမင်းကိုယူတာမထမင်းလို့ဟဲလို့ပဲမြတ်စွာဘုရားဆင်းချွတ်လဲမကျွတ်တဲ့တန်ရောစင်နေနဲ့ကောင်းမင်းမို့လို့ညင်းလွတ်တယ်နောက်ဆုံးချခင်းထားတဲ့မာနလေးတွေကိုတစားစီပြန်ကောက်သိမ်းလိုက်ပါတယ်မင်းပြောတဲ့တငယ်ချင်းဆိုတဲ့ဂုံပေါ့လေးကိုတည်တဲ့ထိပဲငါစောင့်ထင်းလိုက်ပါမယ်မင်းလေးကကိုထင်ထားတဲ့တပ်ပေါ်လေးပြန်လာတဲ့ကောင်းတဲ့တော့ကောင်းတဲ့ဖိလို့စိတ်နာစရာမတွေ့နဲ့အလင်းလေးချလာရဲ့မင်းပင်နာကိုရဲ့တာတာလေးပဲမင်းလေးမဲကမျက်လုံးလေးပင်တော့အပါညမလေးရဲ့မင်းနဲ့သူနေထားတဲ့တခြားစီမိုးခေါင်ရေရှားတဲ့ဒေတာတွေတွားပြီးအိမ်မက်တွေကိုစိုက်ပျိုးမိတဲ့ကောင်မျောလင်းချက်လေးတွေမှာဝေဝါးနေရပြီတငယ်ချင်းတွေကနေသားတွေကြပြီလားမေးရင်လည်းသူ့မှာအဖြေစကားတွေကမရှိဒီလူကိုထားပြီးထွက်သွားစမ်းမှာမင်းနဲ့တရအောင်မလှေကားတွေအများကြီးဝေဟင်းမှာလွင့်သွားတဲ့လေတကွန်နဲ့မြေပြင်ကရစ်ပဲမျိုးမို့နှစ်ယောက်ကြားဆက်ထားတဲ့တန်ရောစင်ကျိုးတွေကိုကောင်မလေးဟာသစ်စိမ်းချိုးချိုးအပြန်လာပေးဖို့တဲ့ nickname မျိုးကိုအိမ်မက်ထဲမှာနောက်ပြောင်ပြီးရှောက်ခေါ်နေတုံးပဲအရင်လုံးနေရင်လာဖွင့်မလာလို့တယ်လီဖုန်းလေးကပေါက်ကြောင်ပြီးစောင့်မျှော်နေတုံးနဲ့ကောင်လေးကရီရတယ်ကောင်မလေးကဒီဘဝနဲ့ဒီညပဲလို့ပြောတာတော့ပြန်ဆင်ပြေခြင်းတယ်လို့ကြီးကြတယ်ဘဝကကိုရေးဘူးတဲ့တချင်းလေးလို့ကာယံပင်ညီပါမလဲတဲ့သူ့ဆုံးမြတ်ချက်ကတီးကြပဲငါမထုတ်ဘူးတဲ့ခံစားချက်တွေဖြီးမပြရဲ့ဘိုင်းကောင်းကြောက်ဖိထားတဲ့ညီမနဲ့မင်းကကိုထင်ထားတာထက်တော့မမိမပူပီတာတယ်ခက်ခဲတီးဆောက်လာခဲ့တဲ့ခင်မင်မှုတွေကိုအလွယ်လေးပစ်ထားခဲ့ပျော်ခဲ့ဘူးတဲ့အတိတ်တွေနဲ့အမှတ်တရပေါင်း16000ကိုထည့်တွေးတင်သားနဲ့ပုံမြင်လေးရဲ့အဆိုးမှာကောင်မလေးကနောက်တစ်ယောက်ကိုတကယ်ရွေးချစ်သွားတယ်ကောင်လေးကတော့ရင်ကွင်းတာချက်ဟိုးကောင်းခင်ရမှာကြိတ်လေးဖြစ်သွားတဲ့လေးကကိုထင်ထား